အကြိုက်တွင်လိုက်ယူလို့ရအောင်အေဒီကိုနဲ့စိန်ခဲလိုက်ပွဲလေးကိုကျွန်တော်အမြင်လေးကိုကျွန်တော်ညီကိုတွေကိုမျှဝေပေးချင်ပါတယ်ချန်ပီယံလိ3ပွဲမှာ front back တပွဲသာနိုင်ထားပြီးတော့3မှတ်သာရသေးတဲ့အေဒီကိုလီဗာပူးကိုလည်းတည်ကြလူနီးပါခတ်ပြီးတော့ပေါ့နော်ကျွန်တော်တို့အချိန်ပို90မိနစ်မှာပြန်ပြီးတော့ 3-2 ပြန်ဖြစ်ပြီးတော့ရှုံးနေခဲ့ရတာပါဒီ Anfield မှာတော့မှသူကပြန်ပြီးတော့ရုန်းကန်နေပေါ့နော်ဒီအာဆင်နယ်ကိုရှုံးနေဆိုတာလည်းဗျာခန်းစစ်တိုက်စစ်ကွင်းလေပြောကြမလို့အောင်ကြစ်လေးနဲ့အကောင်းဆုံးနေထားရောက်နေတော့အာကြီးအိမ်ကွင်းလည်းဖြစ်တဲ့လျောက်ရှုံးခဲ့ရလို့မြင်ပါတယ်ဒါပေမဲ့အေဒီကိုတို့လက်ရှိလာလီဂါမှာလည်းအိမ်ကွင်းမှာဆိုတော်တော်ပုံစံကောင်းတယ်ဗျာတိုက်ခန်းစစ်ကြီးပဲလည်းပိတ်ဆော်မနေဘူးကြီးလေးနဲ့မမထန်တုံမြန်တယ်စိတ်တက်ပြင်းပြတယ်ပေါ့နော်ရှူနဲ့သူ့ကိုဖြူလို့ရှိရင်ပြန်ပြီးတော့ရုံးရင်းဆက်ကပြန်ရှူနိုင်တဲ့အနေထားလည်းရှိတယ်ဟိုးရင်ရာဒီတော့လို့ခန်းစစ်ကြီးလည်းတိတ်ပြီးပိတ်ဆော်မဆော်ဘူးဒီရာဒီတော့ဖွင့်ပြီးတော့ဆော်တယ်ပြီးကြတော့ဒီတစ်ဖက်ဧည့်တယ်ပေါ့နော်ဒီစိန်ကဲလိုက်တူကတော့သူ့မိခင်ကလေးမှာတော့ကြက်ဖာပါဗျာဒါပေမဲ့ယူစီယာဆိုလို့ရှိရင်တော့တစ်ဖက်ဧည့်တယ်စိန်ကဲလိုက်ကတော့သူ့မိခင်ကလေးမှာတော့သူကြက်ဖာပါဗျာဒါပေမဲ့ချန်ပီယံလိလိုမျိုးမင်းပါလဲငါပါလဲတွေ့ရင်တော့သူလဲရှင်းနှစ်ပွဲမှာတော့တော်တော်ကြောင်ပြောက်သွားတာပါအင်တာနက်ကာဆီယာ4စီဆိုပြီးတော့အပြတ်သက်အုပ်ထားတယ်ဒီညအိမ်ခွင်းမှာပဲအမတ်ဆာလာမှုပြင်းပြနေပြီးတော့တစ်ဖက်မှာလည်းအာဆင်နယ်ကို4စီနဲ့ရှုံးထားတဲ့တိတ်ခါကိုပြန်ဆယ်ရမယ်ဒီကိုပေါ့နော်ဒီကိုတို့2ပလက်60ကဂိုးလည်းရှူနိုင်နေကြအင်အားရှိတယ်ဗျာတစ်ဖက်ကလည်းဖင်လဲပွင့်နေတယ်ဒီဟာဒီခန်းစစ်ထဲကိုရန်ရတယ်လို့ပြန်သွင်းတဲ့တိုက်စစ်စရိုက်လည်းရှိတဲ့ADကိုတို့ပေါ့နော်ဒီဖင်ပွင့်နေတဲ့စိန်ကဲလိုက်ကိုနှလုံး60စားလောက်ကပြောတယ်လို့ထင်ရပါမယ်အဲ့ထက်ပိုပြီးတော့ကြီးပြင်းလို့ရှိရင်လေတလောကလုံး AD ကိုဝင်းထိုင်ကုန်မှာပါအဲ့တော့ကြီးပြော့ပါတယ်ကွာအဲ့လောက်ကတော့မပြတ်တော့ဘူးထင်တာပဲဆိုပြီးတော့ပုံစံမျိုးဖြစ်အောင်ကဲလိုက်ဘက်ကိုလည်းအော်တိုမလေးတွေနေအောင်တွန်းပို့ထားတယ်လို့ကျွန်တော်မြင်မိတဲ့အတွက် AD ကိုပဲယုံကြည်ခြင်းမိပါတယ်စေတနာထားအချိန်ပေးယူချထားဖြစ်လို့အကြိုက်တူမှဆိုဖို့ကြိုတင်မြတ်ရခံပါတယ်မဟာဖြူကကြစနစ်တကျသုံးသပ်ပေးတဲ့ tip လေးတွေကိုနေ့စဉ်ရက်ဆက်ကြည့်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပါ free mountain လေးတွေကြည့်ချင်တဲ့ညီကိုတွေလည်းကျွန်တော်အခု video ရဲ့ comment မှာ Telegram link လေးချပေးထားပါတယ်ဝင် join ပြီးတော့နေ့စဉ် free mountain များလေးရယူနိုင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျ